တနေ့ကြလို့ရှိရင်တော့သိခြင်းနဲ့ရင်ဆိုင်ကြရမှာဖြစ်တယ်ပေါ့မသိတဲ့လူတယောက်မှမရှိဘူးလေကျမ်းမာမာကြီးနဲ့လဲသိခြင်းသိတာပဲအဲ့ဒါကြောင့်မို့လူတွေဟာတကယ်ကြည့်မယ်ဆိုရင်စိတ်ပူเสียပျော်နိုင်လို့သာပျော်နေကြတာတကယ်စဉ်းစားကြည့်ရင်ပျော်เสียတကွက်မှမရှိဘူးလို့ဒီလိုပြောပျော်เสียတကွက်မှမရှိဘူးကြမ်းဖန်ပြီးတော့သာပျော်နေကြတာအဲ့ဒါကိုမြတ်စွာဘုရားကဆင်ញင်သုံးသပ်ပြီးတော့အယံလောကောတန္တာပဇာတော်ဒီလောကကြီးကစိတ်ပူနေကြတာပါလားတရားဝါတွေအားလုံးဟာစိတ်ပူနေကြတာဖတ်တပရိတောအာယုန်နေနဲ့ဆက်သွယ်မှုပြီးတော့ဆက်သွယ်မိပြီးတော့နော်ဆက်သွယ်မိပြီးတော့လူတွေဟာအာယုန်နဲ့ဆက်သွယ်မှုချောင်းတော့မဟုတ်စိတ်ပူเสียအာယုန်နေနဲ့ရှင်တဲ့နှလုံးထဲမှာရောက်ရှိလာတဲ့အခါစိတ်ဆင်းရဲမှုတွေခံစားနေကြသို့တော့အဲ့လိုစိတ်ထဲမှာမကျေနပ်เสียအာယုန်နေဆင်းရဲဒုက္ခတွေနဲ့စိတ်ပူနေရတော့လည်းပဲအဲ့ဒီစိတ်ပူနေတာကိုတဘာဝတရားလို့မရှုမြင်နိုင်ပဲနဲ့ဘယ်လိုရှုမြင်လို့ဆိုရောဂံဝတ္တတိအတ္တတော်တဲ့ကိုယ်ဘဝမှာအမှန်တမ်းနာကျင်ပွဲကောင်းတဲ့ဆင်းရဲဒုက္ခကြီးကိုလည်းငါလို့ပဲသတ်မှတ်နေကြတယ်ငါနေမကောင်းဘူးဟုတ်လားငါနေမကောင်းဘူးငါယောဂရှိနေတယ်ဟောငါနဲ့သတ်မှတ်ပြီးတော့လူတွေဟာစိတ်ပူမှုကိုပဲငါလို့သတ်မှတ်ပြီးတော့တခါနေကြပြန်တယ်တဲ့ဟုတ်တယ်လောကကြီးမှာတဘာဝယုတ်တရားအတိုင်းတဘာဝနံတရားတွေအတိုင်းဖြစ်ပြနေတယ်လို့မမြင်နိုင်ဘူးတစ်စုံတစ်ခုဖြစ်ပြီးဆိုလို့ရှိရင်ငါရင်ထဲမှာပူတယ်ငါစိတ်တွေပူတယ်ငါစိတ်မကောင်းဘူးဒီလိုပဲကိုယ်စိတ်ကိုပဲငါအဖြစ်ပူလောင်နေတဲ့ဆင်းရဲဒုက္ခကိုငါအဖြစ်သတ်မှတ်ပြီးတော့နေကြဒါလောကရဲ့သဘာဝလို့ဖြစ်ငါအဖြစ်သတ်မှတ်ပြီးတော့လောကမှာပူလောင်မှုတွေနဲ့ဒီလိုဘဝမှာနေကြရတဲ့ပုဂ္ဂိုလ်တွေမှာကိုယ်ထင်တဲ့အတိုင်းရောဖြစ်သလားကိုကငါလို့သတ်မှတ်တယ်ငါဟာလို့သတ်မှတ်တယ်ဆိုတဲ့ငါပိုင်တယ်လို့သတ်မှတ်တယ်ဆိုတဲ့ဒီသတ်မှတ်ချက်တွေအတိုင်းဖြစ်ရလားလို့ဆိုမြတ်စွာဘုရားကဆက်ပြီးတော့မိန့်တာယေနဟိမညတိတတောတံဟောတိအညထာတဲ့ကိုထင်တာတွေတခုမှမဖြစ်ဘူးတဲ့အလုံးဟာတလွဲပဲတဲ့နော်ယေနဟိမညတိ